ငါညီဒါစစ်တပ်ထဲရလို့တမိုင်လောက်ဝေးရနေလှမ်းပြရတဲ့ကိစ္စမျိုးမဟုတ်ဘူးတနက်နဲ့နှစ်ထင်ကိုထောက်ပြီးတော့ပြည့်ရမှာလွယ်မဲ့ထင်လို့လားငါညီရဲ့ဟမ်တွေးဆုံဆွေးနွေးမှုကိုလက်ခံလိုက်တယ်အဲ့ဒီတွေးဆုံဆွေးနွေးတဲ့နေရာမှာပဲနှစ်ယောက်လုံးကိုပြစ်တက်ဖို့စီစဉ်ထားပေမဲ့သူ့ကိုဘယ်ခေါ်ရမယ်ဆိုတာကိုည9နာရီထိုးတဲ့အထိသူတို့စုံစမ်းလို့မရဘူးဖြစ်အဲ့တော့တွမ်ကကြံပေးတယ်ဆန်နီမင်းမှာတငယ်ချင်းရဲရရှိဖိလစ်ရှိတယ်အဲ့ဖိလစ်ကိုဒီရဲမင်းရှိတဲ့ရုံးခန်းကိုဖုန်းဆက်ခိုင်းပါလားရဲမင်းဆိုတာ24နာရီသူဘယ်မှာရှိလဲဆိုတာကိုသူဌာနချုပ်ကတိနေရတယ်အဲ့တော့ तू ဘယ်သွားမလဲဆိုတာကိုသူ့ရဲ့တပည့်တယောက်ကတော့ပြောခဲ့မှာပဲအေးမင်းကြံကောင်းတယ်ဒါငါဖုန်းဆက်လိုက်အောင်မင်းတို့တွေမီတင်ခေါ်တဲ့နေရာကိုလိုက်မသွားဘဲနဲ့ကားပေါ်မှာပါလာတဲ့ကောင်တွေကိုအကုန်ပြစ်တက်မယ်ဆိုရင်ဟောဒါကတော့တိတ်မကောင်းဘူး risk များတယ်ဖုန်းလာနေအေးငါသွားကင်လိုက်မယ်ဘရုံးချက်ကွက်မှာရှိတဲ့ Louis restaurant ကိုခေါ်ရမှာတဲ့စိတ်ချပါမလားအဲ့နေရဘလို့တိလဲဆိုတော့ခုနကရဲရရှိဖိလစ်ကဌာနချုပ်ကိုဖုန်းဆက်တဲ့ခါမှာတော့သူ့ဆရာကတော့ပြောပါတယ်တဲ့ရေးအကြောင်းဆိုလို့ရှိရင်ငါ့ကိုအဲ့ဒီကrestaurant ကိုဟိုဖုန်းဆက်ပေါ့နော်ငါ့ကိုခေါ်ပေါ့နော်အဲ့နဲ့တိပါတော့နော်တိုးတော်လဲစာအုပ်မှာတော့ Italy restaurant ခုဖြစ်တဲ့ Luna Azu Luna လာကိုပြောတာအဇူဆိုတာအပြာရောင်မြန်မာလိုဆိုရင်တော့လာရိပ်ပြဘောနော်လာရိပ်ပြ restaurant မှာ Italian restaurant ကိုခေါ်ပါမှာတဲ့စာအုပ်နဲ့ရုပ်ရှင်တော့နည်းနည်းကွဲလွဲရပါတော့နော် restaurant မှာရှိတဲ့အိမ်သားတွေကိုငါတို့လူတွေတွားပြီးတော့ခုနက6လုံးမွေးကိုတွားအိမ်သားရေးဆွဲတဲ့အုံမှာဖွက်ထားပေးမယ်မင်းမတွားခင်မှာသူတို့ကိုအိမ်သားတွားပြစီလို့ခွင့်တောင်းပြီးမှတွားပြန်လာမှညနာကိုနှစ်ချက်စီပြစ်ပြီးတော့တနက်ကိုအောက်ပစ်ချပြီးတော့မပြေးပဲနဲ့ထွက်လာခဲ့မိုက်ကကိစ္စပြီးလို့စားတော့ဆိုင်တွေကထွက်လာတဲ့ခါမှာတက်ဆီကကားနဲ့သူ့ကိုပင့်လာခဲ့နော်ကဲအားလုံးလှုပ်ရှားကြစို့ဒီကောင်တွေကိုငါတက်ပြီးရင်ဘယ်လောက်ငါရှောင်နေရမှာလဲတစ်နှစ်လောက်ပေါ့မိုက်ကကိုနှစ်ယောက်ပွေ့ဖက်ခြင်းဟာနောက်ဆုံးပွေ့ဖက်ခြင်းဆိုတာသူတို့နှစ်ယောက်လုံးမသိခဲ့ပါဘူးမိုက်ကကိစ္စပြီးလို့ထွက်ပြေးရန်ဘယ်လိုစီစဉ်ထားလဲဆိုတော့အဲ့နေ့ညမှာအီတလီတို့ထွက်မဲ့တင်မောသားလက်မှတ်အတုတွေကိုကြိုတင်စီစဉ်ပြီးတော့ချက်ချင်းပဲကားနဲ့အတင်မောကိုအိမ်ညအတွင်းပဲလိုက်ပို့ပြီးတော့အိမ်ညမှာပဲမိုက်ကကအီတလီကိုထွက်သွားပါတယ်နောက်ဗီဒီယိုမှာတော့ဂန်နဝေမြောက်တဲ့ဇိုလိုဇိုနဲ့မိုက်ကယ်တို့ရဲ့ဆွေးနွေးခန်းဖြစ်ပါတယ်